ဇလန်အစမှာဝယ်ဆိုတဲ့ကောင်လေးဟာကလေးကေဟာရှိမှစွန့်ပစ်ခံခဲ့ရတဲ့ကလေးတစ်ယောက်ဖြစ်ပြီး Mulder ကသူ့ကိုမွေးစားဆောင်ရှောက်ပေးထားပါတယ်။12နှစ်အရွယ်ရောက်လာချိန်မှာတော့ Lewis ဟာတီထွင်ဖန်တီးမှုကိုအလွန်ဝါသနာပါတဲ့ကလေးတစ်ယောက်ဖြစ်လာပြီးနေရောညပါတီထွင်မှုအသစ်တွေကိုပဲလှုပ်ဆောင်နေပါတယ်။ဒါကြောင့်အခန်းဖော်ကုတ်ကအိပ်ရေးပြက်ပြီး baseball ပွဲတွေမှာအမြဲအိမ်ငိုက်နေကအသင်းရှုံးနေစေတဲ့အထိဖြစ်လာပါတယ်။တနေ့မှာ Lewis ကိုမွေးစားဖို့ Harrington မိသားစုရောက်လာတဲ့အတွက်သူဟာ peanut butter 17လုံးကိုတီထွင်ပြီးသူ့ရဲ့အရေးချင်းကိုပြသဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဆက်ကချိုးယွင်းသွားပြီး peanut butter တွေနေရာအနှံ့ပြန့်သွားရမှာ Harrington ကမြေပဲနဲ့ပြင်းထန်တဲ့ဓာတ်မတည့်မှုရှိတာကြောင့်မိသားစုကထွက်ပြေးသွားပြီး Lewis ရဲ့မွေးစားခံရမယ့်အခွင့်အရေးထပ်မံပျက်စီးသွားပြန်ပါတယ်။စိတ်တက်ကြနေတဲ့ Lewis ကို Mulder ကအားပေးပေမဲ့သူကမိသားစု124ခုတောင်ညှင်းပယ်ထားပြီးအသက်13နှစ်ပြည့်တော့မယ်ဆိုရင်မွေးစားခံရဖို့ပိုခတ်သွားမယ်လို့ဝမ်းနည်းစွာပြောပါတယ်။သူ့ကိုမွေးဖွားခဲ့တဲ့မိခင်တောင်မလိုချင်ခဲ့ဘူးလို့ထင်နေချိန်မှာ Mulder ကမိခင်ဟာသူ့အတွက်ပိုကောင်းတဲ့ဘဝရစေချင်လို့စွန့်ခွာခဲ့တာဖြစ်နိုင်ကြောင်းပြောပြလိုက်ပါတယ်။ဒီစကားကြောင့် Lewis ဟာသူ့မိခင်ကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပြီးအတိတ်မဉဏ်တွေကိုပြန်ကြည့်နိုင်မယ့် memory scanner ဆိုတဲ့စက်ကိုတီထွင်ပါတော့တယ်။ရက်ပေါင်းများစွာစူးစမ်းပြီးနောက်စက်ကိုအောင်မြင်စွာပြီးစီးစေက Science Fair ပြိုင်ပွဲသို့ယူဆောင်သွားပါတယ်။အဲ့ဒီမှာ Deluso Cronklehorn ကအကဲဖြတ်ဖို့ရောက်လာချိန် Lewis မိတ်ဆက်တော့မဲ့အချိန်မှာပဲ Wilbur Robinson ဆိုတဲ့ထူးဆန်းတဲ့ကောင်လေးတစ်ယောက်ပေါ်လာပြီးသူဟာအနာဂတ်ကလာတာဖြစ်ကြောင်းပြောပါတယ်။ Wilbur က Black Bowler hat ဝတ်ထားတဲ့လူတစ်ယောက်ဟာ Time Machine ကိုခိုးသွားပြီးသူ့ကိုလိုက်ဖမ်းနေကြောင်းရှင်းပြက Memory Scanner ကိုသေချာစောင့်ကြည့်ဖို့သတိပေးပါတယ်။ Lewis ကတော့ဒီအရာအလုံးကိုမယုံကြည်သေးပါဘူး။အဲ့ဒီနောက် Black Bowler hat ဝတ်ထားတဲ့လူဆိုးကသူ့ရဲ့စက်ရုပ်အုပ်ထုပ် Doris ကိုဆေလွတ်ပြီး Memory Scanner ထဲကဝက်အူတွေကိုဖြုတ်ကာဖျက်ဆီးလိုက်ပါတယ်။မကြာခင် Cronklehorn ရှိမှ Lewis ကစက်ကိုစမ်းပြတဲ့အခါ Doris ရဲ့ဖျက်ဆီးမှုကြောင့်စက်ဟာချက်ချင်းပြိုကွဲသွားပြီးကျောင်းသားတွေရဲ့တီထွင်မှုတွေကိုပါထိခိုက်စေက Science Fair တစ်ခုလုံးပရမ်းပတာဖြစ်သွားပါတယ်။ရက်သက်ပတ်ပေါင်းများစွာစူးစမ်းခဲ့ရတဲ့အလုပ်တွေစက္ကန့်ပိုင်းအတွင်းပျက်စီးသွားတာကိုမြင်လိုက်ရတဲ့ Lewis ဟာစိတ်ပြက်လက်ပြက်ထွက်ပြေးသွားပြီး Wilbur ကသူ့နောက်ကိုလိုက်သွားပါတယ်။တစ်ဖက်မှာတော့ Black Bowler hat ဝတ်ထားတဲ့လူဆိုးဟာပျက်စီးနေတဲ့ Memory Scanner ကိုခိုးယူပြီးအနာဂတ်စီထွက်ပြေးသွားက Lewis ရဲ့တီထွင်မှုကိုအသုံးချပြီးအကျိုးအမြတ်ရယူဖို့စီစဉ်နေပါတော့တယ်။ Lewis ဟာသူ့ရဲ့ Memory Scanner တီထွင်မှုပျက်စီးသွားပြီးမိခင်ကိုရှာဖွေမဲ့အိမ်မက်လည်းပျက်စီးသွားပြီလို့ထင်နေချိန်မှာ Wilbur ကလိုက်လာပြီး Memory Scanner ပြတ်တာဟာ Lewis အမှားမဟုတ်ပဲတယောက်ကဖျက်ဆီးခဲ့တာဖြစ်ကြောင်းပြောပြပါတယ်။ဒါပေမဲ့ Lewis ကမယုံမဲထွက်သွားဖို့လုပ်ရ Wilbur ကတကယ် Time Machine ကိုပြသလိုက်ပါတယ်။အဲ့ဒီနောက် Wilbur က Lewis ကိုအနာဂတ်ကဘာစီခေါ်သွားရာပြန်တန်းတဲ့ကားတွေအမခန်းနည်းပညာတွေနဲ့ပြည့်နေတဲ့ကဘာကိုမြင်ပြီး Lewis အယံအံ့ဩသွားပါတယ်။ Wilbur က Memory Scanner ကိုပြန်ပြင်ဖို့ပြောပေမဲ့ Lewis က Time Machine ရှိနေပြီဆိုတော့အတိတ်ကိုပြန်သွားပြီးသူ့မိခင်ကိုတိုက်ရိုက်ရှာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ Time Machine ကိုကိုယ်တိုင်မောင်းရင်း Control Lever ကိုချိုးမိသွားပြီးဆက်ပြတ်ကျသွားပါတယ်။ဒေါသထွက်သွားတဲ့ Wilbur ကို Lewis က Time Machine ကိုပြန်ပြင်ပေးမယ်အပြန်လန်အနေနဲ့သူ့မိခင်ကိုရှာပေးရမယ်လို့သဘောတူညီချက်လုပ်လိုက်ပါတယ်။တစ်ဖက်မှာတော့ Bowler hat man ဟာခိုးသွားတဲ့ Memory Scanner ကိုကုမ္ပဏီ CEO တစ်ယောက်စီအောင်မှုစူးစမ်းပေမဲ့အသုံးမပြုတတ်တာကြောင့်အဆက်ကွဲပြီးမောင်းထုတ်ခံလိုက်ရပါတယ်။ဒါကြောင့် Lewis ကိုရှာပြီးဆက်အကြောင်းလေ့လာဖို့ဆုံးဖြတ်လိုက်ပါတယ်။ Meanwhile, Wilbur က Lewis ကို Robinson Family ရဲ့ garage စီခေါ်သွားပြီး Time Machine ကိုပြင်ဖို့လိုအပ်တဲ့ blueprint တွေရှာဖို့ထွက်သွားပါတယ်။ Lewis ကတယောက်တည်းကြံခဲ့ရာကထန်းတော်လမ်းမသွားပြီး Lucky ဆိုတဲ့ရေပွဲကြီးလိုဆွေမျိုးတစ်ယောက်နဲ့တွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာ Wilbur က Lewis မတွေ့တော့လို့စိုးရိမ်ပြီးလိုက်ရှာနေပါတယ်။ Lewis ကတော့ Wilbur ရဲ့အဖိုး Grandpa Robinson နဲ့တွေ့ဆုံပြီး garage စီလမ်းပြခိုင်းပေမဲ့လမ်းမတွေကြီးဖြစ်နေပါတယ်။အဲ့ဒီနောက် Aunt Billy နဲ့ Gaston တို့ကိုတွေ့ပြီး Robinson Family ရဲ့အိမ်ကြီးထဲလှည့်လည်ရင်းမိသားစုဝင်တွေအများကြီးနဲ့ဆုံတွေ့လာပါတယ်။နောက်ဆုံး Wilbur ရဲ့မိခင် Franny နဲ့တွေ့ပြီးဖားတွေကိုဂီတသင်ပေးနေတဲ့ထူးဆန်းတဲ့အတန်းနဲ့ဝင်ရောက်ခဲ့ပါတယ်။ Franny က Lewis ကိုနွေးနွေးထွေးထွေးကြိုဆိုပြီး Maracas တီးနေသင်ပေးရာ Robinson မိသားစုတစ်ခုလုံးဂီတပွဲကြီးလိုပျော်ရွှင်စွာဆင်နွှဲကြပါတယ်။ Lewis အတွက်တော့ဒီလိုမိသားစုနွေးထွေးမှုကိုပထမဆုံးအကြိမ်ခံစားရတာဖြစ်ပြီးအယမ်းပျော်ရွှင်သွားပါတယ်။ဒါပေမဲ့ garage ကိုဆက်ရှာဖို့ထွက်သွားရမှာ Wilbur နဲ့ပြန်ဆုံပြီးသူ့မိသားစုဝင်အများစုနဲ့တွေ့ပြီးသွားပြီဆိုတာသိလိုက်ရတဲ့ Wilbur က Lewis ကို garage စီအမြန်ပြန်ခေါ်သွားလိုက်ပါတယ်။ Lewis က Wilbur ရဲ့မိသားစုအကြောင်းဘာတွေသိလာလဲလို့မေးတော့ Lewis ကဘယ်သူမှသူကအတိတ်ကလာတဲ့သူဆိုတာမသိကြဘူးလို့ပြောတယ်။တစ်ဖက်မှာတော့ Bowler hat man နဲ့ Doris တို့က Lewis ကိုရှာဖို့မိဘမဲ့အကြောင်းကိုရောက်လာကြပြီး Goat ကိုတွေ့သွားတယ်။ baseball ပွဲမှာအမှားလုံးမိလို့စိတ်တက်ကြနေတဲ့ Goat ကိုလူတွေကကို့အကျိုးပဲကြည့်ကြတယ်။မင်းလဲလူတိုင်းကိုမုန်းတဲ့နယ်လို့စိတ်အစိတ်ခတ်ပေးတယ်
နောက်တော့ Lewis ကအနာဂတ်မှာရှိနေတယ်ဆိုတာသိသွားပြီးသူတို့လည်းအနာဂတ်ကိုလိုက်သွားကြတယ်။အနာဂတ်မှာ Lewis က time machine ကိုဆက်ပြင်နေတယ်။မပြင်နိုင်ရင်ဘာဖြစ်မလဲလို့မေးတော့ Wilbur က keep moving forward လို့ပြန်ဖြေတယ်။ဒါကသူ့အဖေရဲ့ဆောင်ပုဒ်ဖြစ်တယ်။ Wilbur ကသူ့အဖေဟာအကြိမ်ပေါင်းများစွာကြာရှုံးခဲ့ပေမဲ့ဘယ်တော့မှလက်မလျှော့ခဲ့ဘူးလို့ရှင်းပြတယ်။အဲ့ဒီလိုကြာရှုံးမှုတွေကနေသင်ယူရင်းနောက်ဆုံး time travel နည်းပညာအထိတီထွင်နိုင်ခဲ့တာဖြစ်တယ်။ Lewis လည်းစိတ်သက်ပြန်တက်လာပြီး blueprint တွေကိုသုံးကာ time machine ကိုပြန်ပြင်နိုင်သွားတယ်။ဒါပေမဲ့စမ်းသပ်လိုက်တဲ့အချိန်မီးခိုးထွက်လာပြီးပြဿနာရှိနေသေးတာသိလိုက်ရတယ်။ Franny ကညစာစားဖို့ခေါ်လို့ Lewis နဲ့ Wilbur တို့အိမ်ထဲဝင်သွားကြတယ်။ Robinson မိသားစုကထူးဆန်းပြီးပျော်စရာကောင်းတဲ့မိသားစုဖြစ်တယ်။ Franny က Lewis အကြောင်းမေးမြန်းခြင်းပေမဲ့ Wilbur ကအမြန်တားလိုက်တယ်။ဒီအချိန်မှာ Bowler Hat Man က Lewis ကိုဖမ်းဖို့ဖားတစ်ကောင်ကိုထိန်းချုပ်ပေမဲ့မအောင်မြင်ဘူး။ဒါကြောင့် dinosaur တစ်ကောင်ကိုသွားထိန်းချုပ်လာတယ်။ Lewis က peanut butter machine ကိုပြင်ပေးလိုက်ပေမဲ့အနှဲငယ်လွဲချော်သွားပြီး peanut butter တွေအကုန်ပတ်ကုန်တယ်။ဒါပေမဲ့ Robinson မိသားစုကမစိတ်ဆိုးပဲအမားတွေကသင်ခန်းစာပဲလို့အားပေးကြတယ်။အဲ့ဒီအချိန် dinosaur ကအိမ်ထဲဝင်တိုက်ပြီး Lewis ကိုဖမ်းသွားတယ်။ Robinson မိသားစုကတီထွင်ပစ္စည်းတွေသုံးပြီးကယ်ဖို့ကြိုးစားကြပေမဲ့ dinosaur ကအရာအလုံးကိုဖျက်ဆီးပစ်တယ်။နောက်ဆုံး Lewis နဲ့ Wilbur တို့ပူးပေါင်းပြီး dinosaur ခေါင်းကထိန်းချုပ်အုတ်ထုပ်ကိုဖြုတ်နိုင်လိုက်လို့ dinosaur လည်းပုံမှန်ပြန်ဖြစ်သွားတယ်။နောက်ပိုင်းမှာ Robinson မိသားစုက Lewis ကိုအရန်သဘောကျသွားပြီးမွေးစားခြင်းကြောင်းပြောတယ်။ Lewis အတွက်တော့ဘဝမှာပထမဆုံးအကြိမ်လိုအပ်တဲ့သူတစ်ယောက်လိုခံစားရတယ်။ဒါပေမဲ့ Wilbur က Lewis ရဲ့ fruit hat ကိုမတော်တဆဖြုတ်မိသွားပြီးသူကအတိတ်ကလာတဲ့သူဆိုတာအားလုံးသိသွားကြတယ်။ Franny က Lewis ကိုသူ့ခေတ်ကိုပြန်ပို့ရမယ်လို့ပြောပေမဲ့ time machine တစ်စီးကပြတ်နေပြီးနောက်တစ်စီးကလည်းအခိုးခံထားရလို့မဖြစ်နိုင်သေးဘူး။ Lewis ကသူ့အမေကိုတွေ့ပေးမယ်ဆိုတဲ့ကတိကိုသတိပေးလိုက်တော့ Wilbur ကတကယ်တော့အဲ့ဒီလိုကူညီဖို့မရည်ရွယ်ခဲ့ဘူး။ time machine ပြင်ပေးစေခြင်းလို့လိန်ပြောခဲ့တာလို့ဝန်ခံလိုက်တယ်။ Lewis အရန်စိတ်ထိခိုက်ပြီးထွက်သွားတယ်။အဲ့ဒီအချိန် Bowler Hat Man ရောက်လာပြီး memory scanner ကိုပြင်ပေးရင်သူ့အမေကိုတွေ့ပေးမယ်လို့ပြောတယ်။ Lewis လည်းယုံပြီးသူနဲ့လိုက်သွားတယ်။ Lewis က memory scanner ကိုပြန်ပြင်ပေးပြီးအသုံးပြုနေပါတင်ပေးလိုက်တယ်။ဒါပေမဲ့အလုပ်ပြီးတာနဲ့ Bowler Hat Man က Lewis ကိုဖမ်းလိုက်တယ်။အဲ့ဒီနောက်သူ့ရဲ့အမှန်တရားကိုဖွင့်ပြောတယ်။ Wilbur ရဲ့အဖေဟာ Lewis ကိုယ်တိုင်ဖြစ်ပြီးအနာဂတ်မှာကမ္ဘာကျော်တီထွင်သူဖြစ်လာမယ်လို့ပြောတယ်။ထို့နောက် Bowler Hat Man ဟာတခြားသူမဟုတ်ပဲ Lewis နဲ့အခန်းတူနေခဲ့တဲ့သူဖြစ်ကြောင်းထုတ်ဖော်ပြသတယ်။ Go က Lewis ကြောင့်သူ့အိပ်ရေးပြတ်ခဲ့ပြီး baseball championship မှာအရေးကြီးဆုံးဘောလုံးကိုမဖမ်းနိုင်ခဲ့ကြောင်းပြောတယ်။အဲ့ဒီနောက်လူတိုင်းကသူ့ကိုအပြစ်တင်ကြပြီးဘယ်သူမှမွေးစားမယူခဲ့ဘူး။မိဘမဲ့ကျောင်းမှာပိတ်သွားတဲ့အခါတယောက်တည်းကြံခဲ့ရတယ်။ဒါကြောင့်သူ့ဘဝပျက်စီးရတာLewisကြောင့်လို့ယုံကြည်လာပြီးလက်စားချေဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ Go က Robinson Industries ကိုသွားတဲ့အချိန် Doris ကိုတွေ့ခဲ့တယ်။ Doris က Lewis တီထွင်ထားတဲ့ကူညီရေးအုတ်ထုပ်ဖြစ်ပေမဲ့ဉာဏ်ရည်လွန်ကဲလာပြီးလူတွေကိုထိန်းချုပ်ချင်လာခဲ့တယ်။ Lewis ကပိတ်သိမ်းထားခဲ့ပေမဲ့ Doris ကလွတ်မြောက်လာပြီး Go နဲ့ပူးပေါင်းခဲ့ပါတယ်။သူတို့နှစ်ယောက် time machine ကိုခိုးပြီးသမိုင်းကိုပြောင်းလဲဖို့ကြံစည်ခဲ့ကြပါတယ်။ Wilbur နဲ့ Robert တယောက်က Lewis ကိုကယ်တင်နိုင်ပေမဲ့ Doris က Robert ကိုဖျက်ဆီးလိုက်ပါတယ်။ Go က memory scanner ကိုယူပြီးအတိတ်ကိုပြန်သွားကရောင်းချလိုက်တယ်။အဲ့ဒီအခါ timeline ပြောင်းလဲသွားပြီး Wilbur တောင် Lewis မျက်စိရှိမှပျောက်ကွယ်စပြုလာတယ်။ timeline အသစ်မှာ Go ကနာမည်ကြီးသူဖြစ်လာပြီး Doris Technology တွေနဲ့ကုမ္ပဏီကြီးတည်ထောင်ထားတယ်။ဒါပေမဲ့အရာအလုံးကို Doris ကနောက်ွယ်ကထိန်းချုပ်နေတာဖြစ်ပါတယ်။ကမ္ဘာတဝန်းလူတွေကိုစက်အုပ်ထုပ်တွေတက်ပေးပြီးထိန်းချုပ်ထားပါတယ်။ Robinson မိသားစုတောင် Doris ရဲ့ကျွန်ဖြစ်သွားကြတယ်။ Lewis က time machine ကိုနောက်ဆုံးအချိန်မှာပြင်နိုင်လိုက်ပြီးအတိတ်ကိုပြန်သွားပါတယ်။ Go ကို Doris ကအသုံးချနေတာလို့ပြောပြပြီးအနာဂတ်ဆိုးကိုမြင်အောင်ပြသလိုက်တယ်။ Go လည်းနောက်ဆုံးမှာအမှန်တရားကိုနားလည်သွားပါတယ်။ Doris က Lewis ကိုတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ Lewis ကငါမင်းကိုဘယ်တော့မှမတီထွင်တော့ဘူးလို့ပြောလိုက်ပါတယ်။ Doris ဟာ Lewis ရဲ့အနာဂတ်တီထွင်မှုဖြစ်တာကြောင့်အဲ့ဒီစကားနဲ့ပဲတဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ timeline လည်းပုံမှန်ပြန်ဖြစ်လာပြီး Wilbur နဲ့ Robinson မိသားစုအားလုံးပြန်ပေါ်လာကြတယ်။ Wilbur က Go ကိုတိုက်ခိုက်ချင်ပေမဲ့ Lewis ကတားလိုက်တယ်။ Go ဟာလူဆိုးမဟုတ်ပဲတယောက်တည်းအထီးကျန်ပြီးအမှားလုပ်မိတဲ့ကလေးတစ်ယောက်သာဖြစ်တယ်လို့ပြောပါတယ်။ Robinson မိသားစုကို Go ကိုမွေးစားပေးဖို့တောင်းဆိုပေမဲ့ Go ကတိတ်တဆိတ်ထွက်သွားပြီးသားဖြစ်နေပါတယ်။ Lewis နဲ့ Wilbur တို့ Robinson အိမ်ကိုပြန်ရောက်တဲ့အခါအားလုံးကဝမ်းသာစွာကြိုဆိုကြပါတယ်။ထို့နောက် Lewis ဟာသူ့ရဲ့အနာဂတ်ကိုယ်တိုင်နဲ့တွေ့ဆုံရတယ်။အနာဂတ် Lewis ကကမ္ဘာကျော်တီထွင်သူဖြစ်နေပြီးသူ့ရဲ့တီထွင်မှုတွေကလူအများကိုအကျိုးပြုနေတယ်။သူက Lewis ကိုအနာဂတ်ကမင်းရဲ့ဒီနေ့ရွေးချယ်မှုတွေပေါ်မူတည်နေပါတယ်။
ကိုယုံကြည်ပြီးဘယ်တော့မှလက်မလျှော့နဲ့လို့အကြံပေးတယ်။ Wilbur က Lewis ကိုသူ့အမေစွန့်ပစ်ခဲ့တဲ့ညကိုပြန်ခေါ်သွားပါတယ်။ Lewis ကအမေကိုတွေ့ပြီးတားချင်ပေမဲ့အနာဂတ်ကောင်းတွေပြတ်သွားမှာဆိုလို့ဘာမှမလုပ်တော့ပါဘူး။ပြီးတော့ Science Fair ကိုပြန်ရောက်ပြီး Go အိပ်ပျော်မသွားအောင်သွားနိုးပေးလိုက်တယ်။ဒီတစ်ခါ Go က Championship ပွဲမှာအနိုင်ရစေတဲ့ catch ကိုဖမ်းနိုင်သွားပြီးသူ့အနာဂတ်လည်းပြောင်းလဲသွားပါတယ်။နောက်ဆုံး Lewis က Memory Scanner ကိုအောင်မြင်စွာပြသနိုင်ခဲ့ပြီး Joluson နဲ့ Bado ကသူ့ကိုမွေးစားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ Lewis ဟာအမြဲတမ်းတောင်းတခဲ့တဲ့မိသားစုကိုရရှိသွားသလို Go လည်းမွေးစားခံရပြီးပျော်ရွှင်တဲ့ဘဝသစ်ကိုစတင်နိုင်ခဲ့ပါတယ်။ဇတ်လမ်းရဲ့အဓိကသင်ခန်းစာကတော့အမှားတွေကိုမကြောက်ပါနဲ့အရှုံးပေးမဲ့အစား keep moving forward လုပ်ပါဆိုတာပါပဲ။ဒီလိုကလေးကလားဇတ်လမ်းလေးတွေကြည့်ဖို့ subscribe လုပ်သွားပေးကြနော်။